အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ရွှေကုတ်ကိုအကြောင်းလေးပြောချင်လို့ပါခင်ဗျာကရင်ပြည်နယ်မြဝတီမြို့နယ်တွေကရွှေကုတ်ကိုမြို့တစ်မှာနေထိုင်တဲ့ကြားဖြန့်တွေဟာဒီတရုတ်လုပ်ငန်းရှင်တွေနဲ့ကြားဖြန့်တွေဟာနိုဝင်ဘာလ18ရက်ပေါ့နော်မနေ့ကညပိုင်းကစပြီးတော့ဒါတောက်လျှောက်ထွက်ပြေးနေကြတယ်လို့သတင်းရရှိပါတယ်ခင်ဗျာအဲ့တော့ဒီရွှေကုတ်ကိုမြို့တစ်ဟာဆိုလို့ရှိရင်ဒီထိုင်းမြန်မာနေဆက်ကရင်ပြည်နယ်မြဝတီမြို့နယ်ထဲမှာရှိတယ်ဒါမြို့တစ်ခုဖြစ်ပါတယ်ဒီမြို့ဟာဒီကြားဖြန့်လုပ်သားတွေဒါလူကုန်ကူးမှုတွေရာဇဝတ်မှုတွေနဲ့ကဘာမှာနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့မြို့တစ်ခုတည်းဖြစ်ပါတယ်အဲ့တော့မနေ့ကထွက်ပြေးရတဲ့အကြောင်းရင်းကိုကျွန်တော်ပြောပြပေးမယ်ဘာလို့လဲဆိုတော့မနေ့ကနိုဝင်ဘာလ18ရက်နေ့လယ်ပိုင်းမှာပေါ့နော်သတင်းတစ်ခုတက်လာတယ်အဲ့ဒါကတော့ဒီရွှေကုတ်ကိုထိန်းချုပ်ထားတဲ့ BGF ရဲ့ပြောခွင့်ရသူနိုင်မောင်စော်ကဒါထိုင်းမီဒီယာတွေကိုခေါ်ပြီးပြောလိုက်တဲ့သတင်းစကားပေါ့နော်အဲ့ဒါကဘာလဲဆိုတော့သူတို့အနေနဲ့ဒီရွှေကုတ်ကိုမှာရှိတဲ့ကြားဖြန့်တွေကိုဒါနောက်ဆုံးအနေနဲ့စစ်ကြင်ညာပြီးတော့လုံးဝအပြတ်အသက်ဒီကြားဖြန့်တွေကိုနှိမ်နှင်းတော့မယ်ဆိုပြီးတော့မှဒါသတင်းစကားပေးလိုက်တာဖြစ်ပါတယ်ဒီလိုသတင်းစကားပေးပြီးမကြခင်မှာပဲဒီရွှေကုတ်ကိုမှာရှိတဲ့ကြားဖြန့်တွေကလုံးဝတရုတ်လုပ်ငန်းရှင်တွေနဲ့ဒီကြားဖြန့်လုပ်သားတွေဟာလုံးဝထွက်ပြေးကြတာဖြစ်ပါတယ်အဲ့တော့ဒီသတင်းဟာဆိုရင်တော်တော်လေးကြီးကြီးမားမားအခုလောလောဆယ်မှာဖြစ်ပြနေတဲ့သတင်းတွေဖြစ်ပါတယ်အဲ့တော့ဒီလူတွေကဘယ်ကိုပြေးလဲဆိုတာတော့မသိဘူးကျွန်တော်သိရတဲ့လောက်ကတော့ဒါမြောက်ပြည်မြို့နယ်တွေကနီးစက်ရမြို့နယ်တွေကြေးရွာတွေကိုပေါ့နော်ဒါဘေးလွတ်မယ်ဆိုတဲ့လွတ်မယ်ထင်တဲ့နေရာတွေကိုထွက်ပြေးကြတာလို့ကျွန်တော်တို့သိရပါတယ်ခင်ဗျဆိုတော့အခုချိန်မှာဆိုရင်ဒီကြားဖြန့်သတင်းကတော်တော်လေးနာမည်ကြီးနေတာခင်ဗျဒီကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ထဲမှာဆိုရင်ကြားဖြန့်လုပ်တဲ့နေရာတွေအများကြီးရှိတယ်အဲ့တော့ဒီပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်ဒီရွှေကုတ်ကိုမြို့တစ်ကိုစတင်တီထောင်ခဲ့တဲ့ကြားဖြန့်ခေါင်းဆောင်လို့ပြောလို့ရတဲ့ချက်ကြည်ကျန်းပေါ့နော်ချက်ကြည်ကျန်းကိုထိုင်းနိုင်ငံမှာဖမ်းမိထားတာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းမှာထိုင်းကနေပြီးတော့ဒါတရုတ်နိုင်ငံကိုလွှဲပေးလိုက်ပြီးဖြစ်ပါတယ်ဒီလိုလွှဲပေးလိုက်ပြီးနောက်ပိုင်းမှာဒီကြားဖြန့်သတင်းတွေကတော်တော်လေးနာမည်ကြီးနေတာပါခင်ဗျာအဲ့တော့အခုတော့ဘာတွေဆက်ဖြစ်မလဲမသိဘူးတော်တော်လေးကိုရုပ်သေးသေးတွေဖြစ်နေတယ်ဒါထိုင်းနေဆက်ပေါ့နော်ဒါမဲဆောက်မြို့နယ်ထဲမှာဆိုရင်လည်းထိုင်းစစ်တပ်ကလုံခြုံရေးတွေအပြည့်ချထားပါတယ်ခင်ဗျာအဲ့တော့ဒီကြားဖြတ်သတင်းတွေနဲ့ပတ်သက်ပြီးတော့ဒါရွှေကုတ်ကိုမြို့ထဲမှာနေထိုင်တဲ့သူတွေအနေနဲ့ရောနောက်ဆက်တွဲသတင်းတွေဘာတွေကြားလဲကိုသိထားတဲ့ကိုယ့်ရဲ့ information အချက်အလက်တွေကိုဒီဗီဒီယိုရဲ့အောက်က comment တွေမှာဝင်ရောက်မှတ်ချက်ပေးရေးသားတာမျိုးတွေလုပ်နိုင်ပါတယ်ခင်ဗျာအဲ့တော့ဒီနောက်တစ်ခုထူးခြားတာကဒီကြားဖြတ်တွေကိုအမေရိကန်ကလည်းဒါအပြည့်အသက်နှိမ်နှင်းတော့မယ်လို့တရားဝင်ကြေညာထားပါတယ်ခင်ဗျာအမေရိကန်ပါလာပြီပေါ့နော်တရုတ်အပြင်ကိုအမေရိကန်မှာပါလာပြီဒီကြားဖြန့်တွေကိုနှိမ်နှင်းဖို့အတွက်အဲ့တော့ဒါတော်တော်လေးကိုကဘာမှာနာမည်ကြီးနေတဲ့သတင်းအကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တောက်ချောက်စောင့်ကြည့်နေတဲ့ဥစ္စာတွေရှိတယ်ကျွန်တော်သိရတဲ့သတင်းအချက်လက်တွေရှိရင်လည်းကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ